ဒီနေ့အတွက်ကောက်ညင်းဆန်ကိုအသားနဲ့ရောပြီးပေါင်းမယ်ရှင်ပွဲတော်ရက်တွေမှာစားကြတဲ့ဟင်းတစ်မျိုးပေါ့ရှင်ဟင်းပွဲလုံနီးလေးကို Flavor Traveler နဲ့တူတူဆက်ကြည့်ရအောင်နော်အိမ်မှာလိုက်လို့စားကြည့်ကြနော်ပထမဆုံးအနေနဲ့ကောက်ညင်းဆန်ကိုရေစိမ်ထားလိုက်မယ်နော်ပြီးရင်အသားတွေကိုညှက်နေအောင်နှုတ်ဆင်ပေးထားပါမယ်ပြီးရင်စိမ်ထားတဲ့ကောက်ညင်းဆန်တွေထည့်မယ်မုံလာဥနီလေးတွေပြောင်းဖူးစည်းနဲ့စက်တုံရိပ်လေးတွေထည့်ပါမယ်အရသာအတွက်စားကြက်သားမုံတကြားပဲငံပြားရီအကြီးနဲ့ခရုစီထည့်ပြီးသမအောင်နေပေးပါမယ်ဟင်းချက်နီးလေးတွေတင်ပေးနေတဲ့ Flavor Traveler page လေးကို follow subscribe လုပ်ပြီးဗီဒီယိုလေးကို like and share လုပ်ပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်ဒီလုံနီးလေးကအစားရွေးတဲ့ကလေးတွေတောင်သဘောကျနှစ်သက်စေမှာပါနှံ့အောင်နေပြီးသွားရင်အနှဲငယ်စီယူပြီးအလုံးလေးတွေလုံးပေးပါပြီးရင်ကောင်းညင်းဆန်လေးနဲ့ထပ်ပြီးလူးပေးပါမယ်ပကံနဲ့စီထည့်ပြီးပေါင်းမဲ့အိုးထဲမှာမီးပြင်းပြင်းနဲ့နာရီဝက်လောက်ပေါင်းပေးပါဒီလိုပေါင်းထားတဲ့ကောင်းညင်းအသားလုံးလေးတွေကမွေးပြီးအသားကလည်းနူးညံ့ပါတယ်ကြီးရတာလည်းလှသလိုစားလို့လည်းကောင်းပါတယ်ထမင်းရောဟင်းရောတအိုးထဲနဲ့ပြီးသွားတာမို့လှုပ်ရတာလည်းလွယ်ကူပြီးအချိန်ကုန်လည်းတက်တာစီပါတယ်နော်လှုပ်စားကြည့်ကြနော်